ဒိုင်းမီတောက်တွေကလူယူရန်ကိုချက်ချင်းဝါမျိုးတယ်အားအော်တန်နဲ့တန်ထွက်လာခဲ့တယ်လူတိုင်းကဝမ်မန်ယွင်နဲ့တူးဆောင်မင်ကိုလှည့်ကြည့်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့အလောင်းမီရှိုးဆက်ထဲကလူယူရန်ကိုစိုက်ကြည့်နေမိတယ်လူယူရန်ရဲ့မစ်ဆေးကအရှိန်ကုန်သွားလောက်ပြီးဘာဆက်ဟာပြီးလက်ကလန်းနေတာကိုဝိုးတဝါမြင်နေရတယ်ဒါပေမဲ့အပြင်ဘက်ကစူညံတန်ကအရန်ကျယ်လုံးနဲ့ဒီမှာဘာဖြစ်နေလဲဆိုတာဘယ်သူမှသတိမထားမိဘူးတမိနစ်ကြာသွားခဲ့တယ်နောက်ဆုံးတော့လူတိုင်းကအလောင်းမီရှိုးဆက်ကိုပြန်ကြည့်ကြတယ်သူတန်ဝန်ထမ်းတွေကအန်တာစွာနဲ့တီးလို့ပြောဆိုနေကြတယ်ဒီလောက်မြင့်တဲ့လက်တစုံကိုပထမဆုံးမြင်ဘူးတာပဲအသက်ရှင်နေတဲ့အတိုင်းပဲနေကင်းဘက်ဆိုတော့တော်သေးတာပေါ့ညတန်းကောင်သားဆိုရင်အလောင်းကပြန်တက်ဝင်လာတာလို့ကျင်ပြောရဲတယ်တကယ်မရှိတဲ့မျက်ရည်တွေကိုကျွန်တော်တုတ်တယ်ကော့တက်နေတဲ့ကျွန်တော်နှုတ်ခမ်းထောင်းတွေကိုဖိချတယ်ပြီးတော့တနာစရာကောင်းတယ်လို့ဟန်ဆောင်ပြီးပြောတယ်ကျွန်တော်မိမကသူ့ရောက်ခတ်မကိုအချစ်ဆုံးပဲသူကသူ့မေတန်ကိုကြားပြီးနောက်ဆုံးတစ်ခေါက်ထိုင်ပြီးတွေ့ကျင်ခဲ့တာဖြစ်ရမယ်ပြီးတော့ကျွန်တော်ကအလောင်းမီရှိုးဆက်ဖက်ကိုမျက်ရည်တုပ်ပြပြီးပြောတယ်ချစ်လေးအေးအေးချမ်းချမ်းအနားယူပါတော့စိတ်မပူပါနဲ့မေမေကိုကျွန်တော်ကောင်းကောင်းဂယူးဆိုင်ပေးပါမယ်မင်းတို့နှစ်ယောက်ကိုမကြခင်ပြန်ဆောင်စည်းအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးပါမယ်ဝမ်မန်ယွင်ကကျမ်းပြင်ပေါ်လဲကျနေတဲ့တူးဆောင်မင်ကိုလစ်လျူရှုတယ်သူကတိုင်ထိုးလဲကျသွားပြီးအလောင်းမီရှိုးဆက်ထဲကအရာကိုမြင်တဲ့အခါကြောက်လန့်တကြားတေလူနီးပါးဖြစ်သွားတယ်သူကအလန့်တကြားမီးရှိုးခလုတ်ကိုနှိပ်တယ်မီးကမငြိမ်းဘူးငြိမ်းပါမီးကိုငြိမ်းစမ်းပါဝန်ထမ်းတွေကဒီလိုစိတ်လှုပ်ရှားနေတဲ့မိသားစုဝင်ကိုတခါမှမမြင်ဘူးသူတို့ကဝမ်မန်ယွင်ကိုအမြန်တွန်းထုတ်ကြတယ်အမစိတ်မကောင်းဖြစ်နေတာသိပါတယ်ဒါပေမဲ့တေတဲ့သူကပြန်ရှင်လာလို့မရဘူးလေဒီလိုဆိုသူလည်းကောင်းကောင်းအနားရမှာမဟုတ်ဘူးဝမ်မန်ယွင်ရဲ့မျက်နှာကတေမတက်ဖြူဖြော့သွားတယ်သူကမြေပြင်ပေါ်တိတ်တိတ်ထိုင်ချတယ်ပြီးဒါအကုန်လုံးပျက်စီးသွားပြီတူးဆောင်မင်ကလက်နဲ့ခြေထောက်တွေနဲ့ကျွန်တော်ခြေရင်းကိုတွားသွားလာခဲ့တယ်ကျွန်တော်ဘောင်းဘီစကိုဆွဲကင်ပြီးပြင်းပြင်းထန်ထန်ချိန်ဆတော့တယ်နင်ကောင်စုံနင်ငါသမီးကိုတတ်တာငါသမီးရဲ့အသက်ကိုပြန်ပေးကျွန်တော်တက်ပြင်းချပြီးတေဆုံးကြောင်းလက်မှတ်ကိုထုတ်ပြကပြောတယ်မေမေနာကျင်နေတာသိပါတယ်ဒါပေမဲ့ယူရန်တေဆုံးတာကျွန်တော်နဲ့ဘာမှမဆိုင်ဘူးသူကရုတ်တရက်နှလုံးရက်ပြီးတေဆုံးသွားတာမန်ယွင်ကိုမေးကြည့်ပါသူကယူရန်ကိုကယ်ဖို့စူးစမ်းခဲ့တဲ့သူဒီတေဆုံးကြောင်းလက်မှတ်ကိုထုတ်ပေးခဲ့တဲ့သူပဲအဲ့ဒီလိုပြောပြီးကျွန်တော်ကဝမ်မန်ယွင်ကိုလှည့်ကြည့်တဲ့အပြုံးကိုမနှဲထင်းချုပ်ထားရတယ်မှန်တယ်မလားမန်ယွင်ဝမ်မန်ယွင်ဘာပြောရမှန်းမသိတော့ဘူးသူကယူရန်မတေသေးဘူးလို့ပြောရင်တေဆုံးကြောင်းလက်မှတ်ကဘယ်ကလာတာလဲသူကတေပြီလို့ပြောရင်တူးဆောင်မင်ကယုံမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီလိုပြောတော့တူးဆောင်မင်လည်းသဘောပေါက်သွားတယ်နင်းငါသမီးကိုတတ်တာငါသမီးကအသက်ရှင်နေတော့ပဲဘာလို့တေဆုံးကြောင်းလက်မှတ်ထုတ်ပေးတာလဲအခုငါသမီးကိုမိကြိုပြီးဒါနဲ့ပြစ်တွေကြီးပဲအဲ့ဒီစကားတွေကအရန်ပြင်းထန်လုံးနဲ့အဲ့ဒီမှာရှိတဲ့လူတိုင်းအံ့အားသင့်သွားကြတယ်ဝန်ထမ်းတွေမျက်နှာပြက်သွားတယ်အိုးဖျားရည်ဒါလူတက်မှုပဲအဲ့ဒီစကားကိုကြားတော့တူးဆောင်မင်မျက်လုံးတွေလန်သွားပြီးတတိလေးမင်းမျောသွားခဲ့တယ်ကျွန်တော်ကမြင်မြန်ပြန်လှည့်ပြီးဝမ်မန်ယွင်ကိုမျက်နှာဖျက်ရိုက်တယ်မန်ယွင်နေယူနေလားဒီလိုကိစ္စမျိုးကိုဘယ်လိုလုပ်နောက်ပြောင်နိုင်ရတာလဲကျွန်တော်မိမကတေးပြီးဘာလို့ဒီလိုရှုပ်ထွေးတဲ့စကားမျိုးပြောရတာလဲဝမ်မန်ယွင်ကြောင်သွားတယ်ဝန်ထမ်းတွေကသူကစိတ်မနှံ့တဲ့နောက်ပြောင်မှုလုပ်နေရလို့ယူဆပြီးသူတို့အလုပ်ကိုပြန်လုပ်ကြတယ်လူယူရန်ရဲ့မိတကြုံမှုပြီးဆုံးသွားတာကိုကြည့်ပြီးကျွန်တော်ကဒေါသထွက်တယ်လို့ဟန်ဆောင်ပြီးပြအိုးနဲ့အတူသူ့တန်ကနေထွက်ခွာလာခဲ့တယ်မထွက်ခွာခင်မှာဝမ်မန်ယွင်အတွက်နောက်ဆုံးစကားတစ်ခုခြံထားခဲ့ဖို့ကျွန်တော်တေချာခဲ့တယ်နင်းကမေမေကိုရန်တမ်းပြီးကြောက်အောင်လုပ်လို့မေးလဲသွားတာဆေးရုံကိုခေါ်သွားဖို့နင့်တာဝန်ပဲဆေးရုံတရားမှာကြည့်ဖို့မနေချင်တာမဟုတ်ပေမဲ့လှုပ်เสียပိုရေးကြီးတဲ့ကိစ္စတွေရှိနေသေးတယ်လေအိမ်ပြန်ရောက်တော့လူယူရန်ရဲ့အယိုးပြာကိုအခန်းထဲကမြင်သာတဲ့နေရာမှာတာမန်ပဲထားတယ်ပြီးတော့ငါရှိနေတယောက်ကိုချက်ချင်းဆက်သွယ်ပြီးတော့သူ့ကုမ္ပဏီနဲ့ပိုင်ဆိုင်မှုတွေကိုအမွေဆက်ခံဖို့လုပ်ငန်းစဉ်စတင်ခဲ့တယ်အရင်ဘဝတုန်းကငါအရန်စိတ်ထိခိုက်ခဲ့ရတယ်စိတ်ပြန်လည်လာတဲ့အချိန်မှာကုမ္ပဏီကပျောက်ကွယ်သွားခဲ့ပြီးဒီတစ်ခါငါအမြင်မလို့ရင်တူရှောင်းမန်နိုးလာတာနဲ့ငါထက်အရင်ဦးသွားလိမ့်မယ်ရှေ့နေချန်ယူရန်ကရုတ်တရက်ဆုံးပါသွားခဲ့တယ်ဒါပေမဲ့သူမသေးခင်ကမိသားစုယုံကြည်အနံ့မှုတွေနဲ့ကမ်းလွန်ပန်းအကောင့်တချို့အကြောင်းငါ့ကိုပြောပြခဲ့ဘူးတယ်မင်းမရှိတဲ့ဆက်သွယ်မှုအားလုံးကိုအသုံးပြုပြီးသူ့ရဲ့တကယ်ဗန္နာရေးခြေအနေကို48နာရီအတွင်းရှာဖွေဖော်ထုတ်စေခြင်းနဲ့ဖုံးရဲ့တစ်ဖက်ဆုံးမှာတော့ချန်ကြံကချီတုံချတုံဖြစ်သွားတယ်လင်းမင်းကြီးပြည်သူ့မှတ်တမ်းတွေရဆိုရင်မလူးမှာပိုင်ဆိုင်မှုအနှဲငယ်နဲ့ဒေဝါလီခံလူနီးပါးအကြံပေးကုမ္ပဏီတစ်ခုပဲရှိပါတယ်တန်းဆယ်ချီတဲ့အကျွေးတွေလည်းရှိတယ်မဟုတ်လားရှေ့နေချန်လူယူရန်ကအယိုးထီအောင်ထက်မြက်တဲ့မိန်းမတယောက်ပဲသူကကွာရှင်းတာထက်တေးချင်းရောင်ဆောင်တာကိုပိုရွေးလိုက်မယ်ဆိုလိုတာကသူကာကွယ်နေတဲ့ပိုင်ဆိုင်မှုတွေကအဲ့ဒီအကျွေးတွေထက်အများကြီးပိုတန်ဖို့ရှိနေတာပဲငါ့ကိုကူတူးဆန်းပါမင်းရဲ့လောက်ခတ်ကိုသုံးစပေးမယ်စုကြီးကြီးမားမားပေးမယ်ရဲရဲဝံ့ဝံ့လုံးမဲ့သူနောက်နေ့မုံလွဲပိုင်းမှာရှေ့နေချန်စီကနေကိုဝက်ထားတဲ့အီးမေးလ်တစ်ဆောင်ရခဲ့တယ်ငါတန်တရားရှိခဲ့တဲ့အတိုင်းပဲလူယူရန်ကသူ့ရဲ့ဆေးဘက်ဆိုင်ရာအကြံပေးကုမ္ပဏီလို့ခေါ်တဲ့ကုမ္ပဏီကိုရေရှည်ငွေကြေးခွာချမှုနဲ့ပိုင်ဆိုင်မှုလွှဲပြောင်းမှုတွေအတွက်အသုံးပြုခဲ့တယ်ဝမ်မန်ယွန်းရဲ့ဆရာဝန်ဆက်သွယ်မှုတွေကနေတဆင့်သူကတရားမဝင်ဆေးညွှန်းဆေးဝါးဖော်မြူလာအမြောက်များကိုဝယ်ယူခဲ့ပြီးကမ်းလွန်ကုမ္ပဏီများစွာအောက်မှာထားရှိခဲ့တယ်ပို့ပြီးတော့တယောမောဟိတ်ဖြစ်တာကတော့ရှိုးဝက်မီးခံဒေတာတစ်ခုကိုငါတွေ့ရှိခဲ့တယ်လိပ်စာကတော့အဲ့ဒီပျက်စီးနေတဲ့ကားကိုတောင်ထဲမှာပဲတန်ချေးတက်နေတဲ့လိမ့်တကားကိုငါတွန်းဖွင့်တော့မှုန်းနှန်းကငါ့ကိုရိုက်ခတ်လာတယ်အရင်ဘဝတုန်းကငါခြေတလန်းမှမနှင်းခဲ့ဘူးတဲ့ဒီထောက်မှာရှိုးဝက်ခန်းငယ်တစ်ခုကိုငါဖွင့်တယ်လက်ဝိယတနာမဟုတ်ဘူးငွေသားထုတ်တွေနဲ့ digital ငွေကြေးပိုက်ဆံအိတ်အများပြားပဲတန်းဆယ်ချီတဲ့အကျွေးတွေလားလူယူရန်မင်းကမင်းရဲ့အကျွေးတွေနဲ့ငါ့ကိုငရဲမှာရုန်းကန်နေစေဖို့ကြံစီနေတာလားမင်းကတော့တန်းပေါင်းများစွာနဲ့နိုင်ငံခြားကိုထွက်ပြေးပြီးကြီးပိုင်ရွယ်နဲ့အိမ်ထောင်ပြုဖို့လားငါရေတွက်ကြည့်တော့ဒီကငွေသားကြီးပဲ2 တန်းကျော်ရှိတယ်အဲ့ဒါကိုအလင်းစလိုအနံ့မဲ့စားလူယူရန်အကျွေးအများဆုံးတင်နေတဲ့ငွေချေးသူတွေကိုငါဆက်သွယ်ခဲ့တယ်ငွေချေးသူတွေနဲ့ရင်ဆိုင်ဖို့အကောင်းဆုံးနဲ့လမ်းကပုံနေတာမဟုတ်ဘူးသူတို့ကိုဝယ်ယူတာပဲ
အဲ့ဒီကုမ္ပဏီတွေရဲ့အကြီးအကဲတွေကိုစိန်ခံပုဂ္ဂလိကလက်တစ်ခုကိုငါဖိတ်ခေါ်ခဲ့တယ်လူကြီးမင်းတို့လူယူရန်ကိုမီးတင်ကြုံပြီးသွားပါပြီဒါကတေဆုံးကြောင်းလက်မှတ်ပါခင်ဗျားတို့လည်းကြားပြီးသားဖြစ်မှာပါ